Astromorph တရားပြုပြင်ပေးပေမဲ့သူတို့ပြုပြင်ပေးတဲ့နည်းတွေမှာလည်းအမှားယွင်းတွေရှိခဲ့ကြတယ်။သူတို့နဲ့ပုံစံတူပေမဲ့ပုံမရိုးရှင်းတဲ့အသိဉာဏ်ရှိတဲ့ terrestrial ဆိုတဲ့သတ္တဝါတွေကိုဖန်တီးခဲ့ပါတယ်။ဒီကြံရှိတဲ့လူသားမျိုးနွယ်ကိုထပ်ပြီးတော့မျိုးရိုးတုံးတက်ဖြတ်မဲ့နောက်ထပ်သတ္တဝါတစ်ကောင်မပေါ်လာနိုင်အောင်ဒါရည်ရွယ်ချက်နဲ့ဖန်တီးခဲ့တာပဲဖြစ်တယ်။ terrestrial တွေမှာလည်း flaw တွေရှိပါတယ်။သူတို့ကဘယင်းနေလမ်းပြပေးတဲ့သူတွေဖြစ်နေအောင်ယူပြီးတော့လူသားမျိုးနွယ်အစ်ကိုပုံမငိမ့်ချမ်းတဲ့ future စီကိုညွှန်ပြပေးတဲ့သတ္တဝါတွေပါဒါပေမဲ့ထင်ထားသလိုတော့အမြဲတမ်းဖြစ်မလာခဲ့ကြဘူးတခါတလေမှာတချို့လူသားတွေကပုံကံမှုပြုလုပ်တာကြောင့် astromorph တွေကအပြည့်ရှင်းဖြစ်တာမျိုး terrestrial တွေကိုယ်တိုင်ကပျက်စီးပြီးတော့သူတို့ဂရုစိုက်ရမယ့်လူသားတွေအပေါ်ပြန်လည်စမ်းသပ်မှုတွေပြုလုပ်တာတွေလည်းရှိခဲ့ကြတယ်ဒါကြောင့်အမြဲအဆင်ပြေခဲ့တာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လူသားတွေကပြည့်စုံကြွယ်ဝလာတဲ့မျိုးနွယ်စိတ်တစ်ခုအနေနဲ့ galaxy အနှံ့မှာပြန့်နှံ့ခဲ့ကြတယ်။ Gravitory ကလုံးဝပျက်စီးသွားတာမျိုးတော့မဟုတ်ပါဘူး။အသုံးဝင်တဲ့ကွန်ပျူတာတွေကိုရထားတာဖြစ်တာကြောင့် Astromorph တွေက Gravitory ရဲ့စွမ်းငင်အားနဲ့လက်နက်တွေကိုအသုံးပြုလို့မရအောင်ပြုလုပ်တယ်။ပြန်လည်ပုံကံမှုလည်းနောက်ပိုင်းဆက်လက်မရှိလာနိုင်အောင်သူတို့ရဲ့မှတ်ဉာဏ်တွေကိုအနေငယ်ထုံထိုင်းသွားအောင်ပြုလုပ်ခဲ့ကြပါတယ်။ဒီလိုနဲ့ပြန်ပြီးတော့အသုံးပြုခဲ့ကြတယ်။သူတို့ကိုနာနိုနီးပညာနဲ့ပြန်လည်တည်ဆောက်ပေးခဲ့တာကြောင့်ဒီ new machine ဆိုတဲ့အရာကြီးတွေကကိုယ့်ရဲ့ပုံသဏ္ဍာန်ကိုကြိုက်တယ်လို့ပုံဖော်ပြီးတော့နေသွားနိုင်တယ်။သူတို့ကနောက်ပိုင်းမှာပြည်သူပြည်သားတယောက်အနေနဲ့ဆက်လက်ပြီးတော့ပဲနေထိုင်သွားပါတယ်ဒါပေမဲ့အရင်ကပြုလုပ်ခဲ့တဲ့ပြစ်မှုကြီးတွေကြီးတာကြောင့်ဒီစက်ပစ္စည်းတွေပေါ့ဘယ်သူမှလည်းမယုံခဲ့တယ်လို့ချိုးနှိမ်ဆက်ဆံမှုတွေလည်းရှိခဲ့ပါတယ် Astromorph တွေကတခြား universe ကမျိုးနွယ်စိတ်တွေနဲ့လည်းတွင်းခဲ့ကြတယ်ဒီထဲမှာမျိုးနွယ်စိတ်တစ်ခုကတော့ Amphicephaly လို့ခေါ်တဲ့မွေလိုမျိုးမှာအထက်မှာမွေအသေးလေးရှိတဲ့သတ္တဝါမျိုးနဲ့တွေ့ခဲ့ကြတယ်သူတို့ရဲ့ evolution ကလည်းကျွန်တော်တို့လူသားတွေလိုပဲအရင်ကခက်ခဲရှုပ်ထွေးခဲ့တဲ့သမိုင်းတွေရှိခဲ့ကြတယ်ဒီအချိန်မှာတော့လူသားမျိုးနွယ်ကလည်းရင့်ကျက်သွားပြီးမှဘာ conflict မှမဖြစ်ဘဲနဲ့အေးအေးဆေးဆေးနဲ့ပထမအဆုံးတွေ့ဆုံခဲ့ခြင်းပဲဖြစ်တယ်လူသားမျိုးနွယ်တွေရဲ့ galaxy နဲ့ချီပြီး unite ဖြစ်သွားတဲ့ခုတစ်ခေါက် empire ကြီးကသူတို့ပြောင်းလဲခဲ့တဲ့ Q တွေကိုပြန်လဲ confront လုပ်ခဲ့ကြပါတယ်ဒီတစ်ခေါက်လူသားတွေနဲ့ Q တွေရဲ့စစ်ပွဲကလည်းလူတွေအတွက် monument တစ်ခုဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာ Q တွေပေါ်ကိုလူသားတွေကဒါအနိုင်ရရှိခဲ့ပါတယ်researcher တယောက်ကကျွန်တော်တို့ရဲ့မူရင်းကဘာကိုပြန်လဲရှာဖွေတွေ့ရှိခဲ့ပါတယ်အခုပြောပြခဲ့တဲ့ story အားလုံးရဲ့ original birthplace ကိုပေါ့ဒီအချိန်တွေမှာနှစ်တွေဘီလီယံချီပြီးတော့ကြာသွားပြီဖြစ်တာမို့ကဘာကြီးကလည်းအလွန်ကိုပြောင်းလဲသွားပါပြီနေထိုင်သူကင်းမဲ့တဲ့ဂျိုကြီးတစ်ခုလုံးကိုဖြစ်သွားတာပါလူသားတွေကဒီကဘာကိုပြန်လဲလာရောက်ပြီးတော့နေထိုင်ခဲ့ကြပေမဲ့ကဘာကြီးရောလူသားတွေစပြီးတော့ထွက်သွားခဲ့တဲ့အချိန်ကနေစပြီးတော့အလွန်ကိုမှတ်မိလောက်အောင်တယောက်နဲ့တယောက်ကပြောင်းလဲသွားကြပါပြီဒီအကြောင်းတွေက archaeologist တယောက်ကဖြစ်ပျက်ခဲ့တဲ့သမိုင်းတွေကိုပြန်လည်ပြုစုထားတာပဲဖြစ်ပါတယ်Astromorph တွေလူသားတွေ machine တွေကအကုန်လုံးအခုချိန်မှာဆိုရင်ဖြင့်မျိုးတုံးသွားပြီပဲဖြစ်တယ်လူသားမျိုးနွယ်ကဘယ်ရောက်သွားလဲဆိုတာကိုကျွန်တော်တို့အနေနဲ့သိချာမသိပါဘူးသူတို့ empire ကြီးပဲပြိုလဲသွားလား Curie ထက်ဆိုးရတဲ့ destruction တစ်ခုနဲ့ကြုံခဲ့ရလားတချို့တွေကတော့သူတို့ကပုံမြင့်တဲ့ existence တစ်ခုစီကိုပြောင်းလဲသွားတယ်လို့ထင်ပါတယ်ဒါပေမဲ့တကယ်တမ်းတော့ဒါတွေကအရေးမကြီးပါဘူးတကယ် humanity ဆိုတာနေ့စဉ်ဘဝအခက်အခဲနဲ့အတွေ့အကြုံတစ်ခုပါပဲအိမ်ပြန်လာရင်ပင်မရင်တချင်းသားထောင်တတ်တဲ့ snake people တွေကနေစပြီးဘဝမှာကိုမန်တယ်လို့ပဲထင်ပြီးတော့အဆိုးအဆုံးပြစ်မှုကျူးလွန်တာတွေကိုပြုလုပ်ခဲ့တဲ့ gravity တွေအထိနောက်ဆုံးမှာတော့အတ္တမာနတွေနဲ့ပဲအဆုံးသတ်ညီကုန်းချုပ်ခဲ့ရတာပါဒါကြောင့်ခုလက်ရှိမှာပဲအကောင်းဆုံးလူတစ်ယောက်အနေနဲ့ present မှာနေပြီးတော့နောက်လာမယ့် all tomorrow တိုင်းကိုအမိရဖန်ယူနိုင်ကြပါစေ